ဒီရာဒီကပရိနီအရန်ပေါ်တဲ့ရာဒီဆိုတော့အိမ်မှာဖျားပန်းကိုပရိန်ပန်းပဲထိုးဖြစ်တာများပါတယ်ပရိန်ပန်းလေးတွေကလှလဲလှတယ်ပြီးတော့သူတို့ကရေနေတိုင်းလဲပြီးမယ်ဆိုလို့ရှိရင်တစ်ပတ်လောက်ထိအထားခံတယ်ကျမကပရိန်ပန်းထိုးတဲ့အခါကြောင့်လို့ရှိရင်အောက်ဘက်ကအရွက်တွေကိုညှစ်ပစ်ပြီးတော့အပေါ်မှာ3-4ရွက်လောက်ပဲကိုလိုတလောက်ခြံထားတယ်ပြီးတော့ခြံထားတဲ့အဲ့ရွက်တွေကိုလည်းကျမဒီလိုမျိုးညှစ်ပစ်တယ်ပေါ့နော်ပရိန်ပန်းရဲ့အရွက်ကတော်တော်လေးရှည်တဲ့အခါကျတော့ရက်နေနေကြာလာတဲ့အခါကျရင်အဲ့ရွက်တွေကတဖြည်းဖြည်းလေးပြီးတော့ပန်းကြီးပါအောက်ကိုအိုက်လာအဲ့တော့ကျမကအရွက်ရဲ့ထိတ်ကလေးတွေကိုညှက်ပစ်လိုက်တာများပါတယ်အဲ့လိုအရွက်ပုံစံအတိုင်းချွန်းချွန်းလေးပဲကျမညှက်ပေးလိုက်တာပေါ့နော်အဲ့တော့အရွက်ကနည်းနည်းတူသွားတယ်ဝိတ်အရမ်းမလီးတဲ့အခါကျတော့ပတိန်လေးတွေကနည်းနည်းရက်ကြာကြာလေးပို့ပြီးတော့အထားခံနေပေါ့နော်ပြီးတော့အရွက်ကလေးတွေကလည်းပို့ပြီးတော့စိမ့်ပြီးတော့ပို့ပြီးတောင့်တောင့်လေးဖြစ်တယ်ပို့ပြီးတော့ကြီးလို့လာတာပေါ့နော်နည်းနည်းတော့အချိန်ကုန်တာပေါ့နော်ကိုကအချိန်လေးပေးရတယ်နည်းနည်းလေးအလုံးရှုပ်တယ်တိကျကျလေးလှအောင်လေးတရွက်ချင်းစီပန်းတစ်ခိုင်ချင်းစီကိုညှရတာဆိုတော့လေအားလုံးညက်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျမကကိုလိုတလောက်ရိုးတန်လေးတွေကိုဖြတ်ပြီးတော့မှပန်းဦးထိုးလိုက်ပါတယ်ဒီလိုလေးဆိုရွက်ကလေးတွေကလည်းတောင့်တောင့်ကကားလေးနဲ့ဒါရီထိုးလိုက်ရင်ရွက်ကလေးတွေကဒီတက်ပူပြီးကကားလေးနဲ့အဖွင့်လေးတွေကလည်းလန်းလန်းလေးနဲ့ပူပြီးကြီးလို့ကောင်းသွားတယ်ဒါဆိုလို့ရှိရင်ဒါဖျားပန်း2ဦးစာအတွက်ရပြီပေါ့နော်ပြီးရင်ဦးရီခွက်တီးဆေးပြီးတော့ကျမရီချိုးပါတော့မယ်ညလည်း8 နာရီထိုးပါပြီရှင်